စာစီစိတ်လုပ်တဲ့ခါကျရင်ရေးကြည့်တယ်နော်စာပိုက်တွေဒါတွေစာကြည့်ရမှာဒီရေးကြည့်ပါတယ်စာစီစိတ်ရဲ့အတွက်ဒါနားလည်မှာဖြစ်မှာလူလာဖို့ရှိအင်တာနက်အကြောင်း first line indent ပထမစာကြောင်းကိုတွန်းခြင်း indent လို့သောစာပိုက်ပေါ်တွင်ကာစာချပါစလက်မှတ်ရှင်တော့ကာစာတော့ရှိရမယ်ကာစာချထားသည့်ပထမစာကြောင်းကိုထားလူသောနေရာသို့ရောက်သည့်တိုင်အောင်လေယာလိုက်ပြီးတော့ဝင်ရှိသော first line indent ကိုဆွဲယူထားပါအဲ့ဒါကဘာကိုပြောတယ်လဲဆိုတော့ဒီအတုံးလေးပေါ်မှာမင်းတင်လိုက်ပါအခု first line လို့ပေါ်လာတဲ့ချိန်ဒါလေးကိုဆွဲလိုက်ပါရပြီနော်အပေါ်ဆုံးတစ်ကြောင်းတွန်းတာဘယ်မဟုတ်ညာဘက်ကိုလိုချင်လောက်ပို့လာပုံမှန်ဆိုရင်တော့ဒီ3လေး3လုံးကတန်းနေရပါနော်ဒီဒီမှာဒုတိယအပိုက်ကိုလည်းစမ်းကြည့်လိုက်မယ်ပေါ်ဆုံးတစ်ကြောင်းလည်းပဲနေရာရွေ့တယ်အောက်ကကြောင်းတွေကလိုက်မရွေ့ဘူးဟုတ်လားအောက်ကကြောင်းတွေဘာလို့လှုပ်လို့ဒီဘက်ကရွှေ့ပြီးအောက်ကျနေလို့လှုပ်နေတာနော်ရနော်အဲ့ဒါဆိုရင်ဒါ first line တဲ့အကြောင်းကိုရောက်ပြီလားဆက်သွားလိုက်မယ်ဒုတိယကအလေအတုံးလေးမသုံးလို့ကြည့်ရမလား hanging indent ပထမစာကြောင်းမှာလွှဲ၍ကျန်စာပိုက်တစ်ပိုက်လုံးကိုတွန်းခြင်းအင်တာဗျူးလို့သောစာပိုက်ကိုတင်ကာစာချပါမိမိတွန်းလို့သောစာပိုက်ကိုထားလို့သောနေရာသို့ရောက်သည့်တိုင်အောင်လေဟာလိုက်ပြီးတဲ့မှုတွေရှိသော hanging indent ကိုဆွဲယူထားပါတဲ့ခုနကအပေါ်ကစာကြောင်းကိုတွန်းတာနော်ဒီကကြတော့အပေါ်ကစာကြောင်းတစ်ကြောင်းလေးကိုချမ်းခဲ့ပြီးတော့ဒီအောက်ကရှိသမျှစာကြောင်းတွေကိုတွန်းပါအဲ့လိုလုပ်ဖို့ဆိုရင်ဒီပေတံလေးပေါ်မှာလေကအတုံးလေးပေါ်ကိုခုလိုပွိုင်နာလေးပြင်ပြီးတော့ hanging နဲ့လို့ပေါ်လာတဲ့ချိန်ကျရင်လက်ကလေးကိုပြပြီးတော့ညာဘက်ကိုကိုကြိုက်တဲ့လောက်တွန်းမယ်သို့မဟုတ်ဆွဲမယ်ပေါ့ဟုတ်လားဒါဆိုရင် hanging indent လည်းရသွားပြီမလားနောက်တစ်ခု let indent ဒီမှာကြည့်တော့အောက်ဆုံးအတုံးလေး let indent ဘယ်ဘက်မှာညာဘက်သို့အကုန်တွန်းခြင်း indent လို့တော့စာပိုက်ကိုတင်ကာစာချပါမိမိတွန်းလို့တော့စာပိုက်ကိုထားလို့သောနေရာသို့ရောက်သည့်တိုင်အောင်လေယာလိုက်ပြီးတဲ့မှုတွေရှိသော let indent ကိုဆွဲယူထားပါအခုဒီစာပိုက်ကိုညာဘက်ကိုပုံပို့ခြင်းနဲ့ဆိုရင်အောက်ဆုံးကအတုံးလေးပေါ်ကို pointer တင် let indent လို့ပေါ်လာတဲ့ချိန်ညာဘက်ကိုဆွဲရွှေ့လိုက်မယ်အဲဒါရင်ရှိသမျှစာညာဘက်ကိုအကုန်ရောက်လာတယ်အတုံးကလည်းပါလုံးရွေ့လိုက်နော် right indent ညာဘက်မှာဘယ်ဘက်တို့အကုန်တွန်းခြင်းခုနကတော့လိုင်းနဲ့ကဘယ်ကနေညာကိုတွန်းလာဒီကညာနေဘယ်ကိုပြန်တွန်းမှာဟုတ်လားရောင်းမြောင်နော်ဘယ်ဟုတ်ပြီအဲ့ဒါလေးဘယ်လိုသုံးမလဲဆိုတော့ဒီအတုံးလေးပေါ်မှာ pointer တင် raise ဆွဲလိုက်ကိုလိုတလောက်ဆွဲအောင်ပေါ့နော်ဟုတ်လား internet အကြောင်းရပြီမလား